ကဲဒါလေးကတော့ Oppo A 9 second အလုံးတန်းထည့်ရပါတော့ဈေးနှုန်း1000ပါလေးနဲ့ရပါမယ်เนาะဒီကောင်ရှင်တို့က RAM 900 956 GB ပေါ့เนาะအဲ့မှာသူ software တွေပါအကုန်လုံးထည့်လို့ရရင်เนาะမြန်မာ software ပိုင်းအကုန်လုံးထည့်လို့ရပါတယ်အဲ့မှာ Google Play Store တွေအကုန်ဖောက်ပေးထားပါတယ်เนาะအဲ့မှာ Facebook ရောပိုင်းအကုန်ဖောက်ပေးထားတယ် VPN ဆိုရင်လည်းတခါတည်း free ဟာထည့်ပေးထားပါတယ်เนาะအဲ့မှာ VPN ဆိုရင်လည်းတခါတည်းတုံးလို့ရပါတယ်เนาะကြိုက်တာတုံးလို့ရအဲ့မှာကျတော့တက်ထားရှယ်အဲ့မှာเนาะဒါတွေကတို့ VPN เนาะတက်ထားတာတော့ဒါရဲ့ site VPN ဆိုရင်free နဲ့ထည့်ရထားတယ်เนาะအဲ့မှာတက်နေရပဲเนาะအဲ့မှာလိုချင်တယ်ဆိုရင်ဒါမျိုးဖုန်းတွေလိုချင်တယ်ဆိုရင်ကျွန်တော်စီမှာဆက်သွယ်မြင်းလာလို့ရပါတယ်เนาะလို့အောင်အားသွင်းချင်အောင်ဆိုရင်ဒီက100ဝအားအများထည့်ထားပေးပါတယ်เนาะပြီးတော့ကာဘာတစ်ခုရဲ့လက်စော်တွေဟိုထည့်ပေးထားပါတယ်เนาะဟို10တက်တာနဲ့ရပါမယ်ဟိုလုံးလို့လည်းအဆင်ပြေရမယ်တော့ကင်မရာလည်းကောင်းရမယ်เนาะဒီအောင်လေးဆိုရင်တို့ RAM 956 GB မှာဆိုတော့1000ပါလေးနဲ့ရမယ်တို့ဟိုအတိတရား RAM 7 GB 6ထည့်ရဆိုရင်သူက2000ဝန်းကျင်တော့ရှိမှာပါเนาะဒီကောင်လေးဆိုရင်1000ပါလေးတွေရပါမယ်เนาะကျတဲ့ဆိုရင်ကျွန်တော်စီမှာဆက်သွယ်မြင်းလာလို့ရပါတယ် PC ဘက်မှာပြနေရမှာပဲကျွန်တော်တို့အကုန်ပို့ပေးပါရเนาะအပိရှင်နေဆိုရင်ကျွန်တော်စီမှာဆက်သွယ်ခဲ့ပါကျွန်တော်ဖုန်းနံပါတ်တွေပါတယ်တင်ထားပေးရရင်တော့အောက်မှာကျွန်တော်တို့ရင်အကောင့်ထဲမှာမြင်းလာလို့ရเนาะ PC ဘက်မှာလည်းပို့ပေးပါရเนาะဘယ်ကျေးဇူးပါပါ